3000တန်ထီကိစ္စကိုပြောဆိုခြင်းဒီတဖိုင်ဒီနောက်ဆုံးပြောဆိုခြင်းဖြစ်ပါသည်တေချာစွာနားထောင်ပေးပါမာဒီဆယ်လီတွေထဲမှာလေပိုးစိုးပတ်ဆက်ဂျင်းထက်ရောင်းနေတဲ့ညီမ2ယောက်ရှိတယ်ရွှေတွေအများကြီးဝတ်ပြီးတော့ဆယ်လီဖြစ်လာတာပေါ့နော်3000တန်ထီကိစ္စကိုပြောဆိုခြင်းဒီတဖိုင်ဒီနောက်ဆုံးပြောဆိုခြင်းဖြစ်ပါသည်တေချာစွာနားထောင်ပေးပါကျင်းရောင်းချပေးလိုက်တဲ့ဒီ38000တန်ထီကို38000ထဲနဲ့ရတယ်ဆိုတဲ့ညီမလေးကျင်း social media ပေါ်ကနေ public နဲ့เนาะတခါတည်းပြောပါတယ်ကျင်းအလက်ရည်1000ယူပါမယ်ရှင်ညီမလေးက38000နဲ့ကျင်းကိုယူပေးတယ်ဆိုရင်ကျင်းရဲ့ customer တွေကိုကျင်း4000တိနဲ့ရောင်းပါမယ်ကျင်းကစီးပွားရှင်ဓမ္မဖြစ်တဲ့အတွက်ကြောင့်စီးပွားရေးအတွက်နဲ့ပဲတွက်ပြပေးပါမယ်တစ်လက်ကို2000မြက်နဲ့ပဲယူပါမယ်10လက်ကိုကျင်း2000မြက်ပါမယ်အလက်100ကိုကျင်း2သိန်းမြက်ပါမယ်အလက်1000ဆိုရင်ကျင်းကအော်တို30မြက်ပါမယ်ရှင်နော်ဒီအလက်1000ကကျင်းစီမှာတရက်ထဲနဲ့ရောင်းကုန်ပါတယ်ညီမလေးရေအဲ့တော့ညီမလေးကျင်းရောင်းတဲ့ဒီထီးနဲ့တပုံစံထဲဆိုရင်ကျင်းအလက်ရည်1000ယူပါမယ်ရှင်ကျင်းကိုအမြန်ဆုံးပို့ပေးပါ38000နဲ့ရတယ်ဆိုတဲ့ညီမလေးအလက်1000ယူပါမယ်ဒီဗီဒီယိုဖိုင်လေးကိုအဲ့ဒီညီမလေးစီကိုလည်းများများလေး share သွားပေးပါကျင်းကအလက်1000ယူမယ်လို့နော်ပြီးတော့လို့ရှိရင်ထိုင်းဘက်မှာ600ဘတ်ပဲရှိတယ်400ဘတ်ပဲရှိတယ်ဆိုတဲ့ကျေးဇူးရှင်တွေလည်းကျင်းအလက်1000ယူပါမယ်ရှင်အလက်1000ယူပါမယ်ပို့ပေးပါပါဇက်နဲ့မပြောနဲ့လက်တွေးကြလုပ်ပေးပါတရုတ်ပြည်ဘက်မှာဒီပုံစံဒီထီးကို45ကျပ်52ကျပ်ရတယ်လို့ပြောတဲ့သူတွေလည်းယူပါမယ်ရှင့်အလက်1000တီယူပါမယ်ဒီအလက်1000ကကျင်းအတွက်ကျင်းရဲ့ customer တွေတရက်ထဲနဲ့ကိုအားပေးချမ်းနဲ့ရောင်းထွက်တာဖြစ်တဲ့အတွက်ကျင်းယူပါမယ်ရှင့်ပါဇက်နဲ့မပြောနဲ့နော်ဒီပစ္စည်းက38000နဲ့ရတယ်ဆိုရင်လက်တွဲကြလုပ်ပေးပါအလက်1000ယူပါမယ်ဒီဗီဒီယိုဖိုင်လေးကို38000နဲ့ရပါတယ်လို့ပြောတဲ့ညီမလေးစီကိုများများ share သွားပေးပါညီမဒီဆယ်လီတွေထဲမှာလေပိုးစိုးပတ်ဆက်ဂျင်းထက်ရောင်းနေတဲ့ညီမ2ယောက်ရှိတယ်ရွှေတွေအများကြီးဝတ်ပြီးတော့ဆယ်လီဖြစ်လာတာပေါ့နော်အကြီးမကဒီခါအစီကြတဲ့အဲ့ဒီကဘိုက်ချက်ရောင်းတယ်အငယ်မက skin care set ရောင်းတယ်သူ skin care set ကပြဿနာတောင်တက်ထားသေးတယ်နော်နာမည် brand မရှိဘူးဘယ်လိုပဲခရမ်းရောင်ဆက်တို့အနီရောင်ဆက်တို့အဲ့လိုနဲ့ပြောရောင်းထားတာငါပြီးခဲ့တဲ့2ရက်လောက်ကသူထီးရောင်းတယ်ထီးကကြတော့တဲ့တစ်ချောင်းကို33800နဲ့ဒီထီးရဲ့တန်ဖိုးကို3နိုင်နဲ့အနေထားရှိတဲ့သူပဲ3ပါနော်သုံးပါပေါ့နော်ဒါ luxury brand ပေါ့နော်တကြက်တန်ရဲ့ quality ကတကြက်တန်လောက်ပဲရမယ်ပေါ့ဒီ33800က33000နဲ့တန်တဲ့ quality ရမယ်ဆိုလို့လေကျမကလည်းတက်ဆန်အထီကိုကျမကလည်း168မှာကျမကိုယ်တိုင်ရလဲမှားထားတယ်မရောက်သေးဘူးဘာဖြစ်ကျမမှားတဲ့ဟာကိုပြောပြမယ်ကျမကကြတော့ဒီဟာနဲ့ကိုလည်းဒီအလုံးနဲ့ပတ်သက်ပြီးတော့မတရားကြီးဈေးတောင်းတာကြတော့လဲမြင်မကောင်းလို့လေနော်သူက49ယွမ်ဆိုရင်ပြီးခဲ့တဲ့10ရက်နေ့ကမှမြန်မာယွမ်ဈေးက618ယွမ်ပဲရှိတယ်အဲ့တော့49ယွမ်နဲ့ဆိုရင်ထီးတစ်ချောင်းရဲ့မြန်မာငွေတန်ဖိုးက3282ကျပ်ပဲရှိတယ်အဲ့ဒါကို6ချောင်းဆိုရင်6ချောင်းစာပဲကျမတွက်မယ်တခြားပစ္စည်းတွေသူတို့အကုန်လုံးသူတို့ကတော့အများနဲ့လောက်တာဖြစ်တယ်ကျမတို့ဒလီကားတွေကာဝိုကားတွေပို့ပြီးတော့တတ်တာမယ်ဒါပေမဲ့ကျမအခုအလွယ်တွက်ပြမှာဒီထီး6ချောင်းစာကိုပဲကျမအလွယ်တွက်ပြမှာ6ချောင်းဆိုရင်3,8698ကျပ်အဲ့တော့ကျမတို့မှာတရုတ်ပြည်တွင်ဒလီကားဆိုတာရှိသေးတယ်ကျမတို့ကာဂိုကမှာခဲ့ရင်ပေါ့နော်သူတို့လိုအကြီးစားတွေမဟုတ်ဘူးကာဂိုကမှာခဲ့တယ်ဆိုရင်တရုတ်ပြည်တွင်ဒလီပို့ကလေ9ယွမ်10ယွမ်ပစ္စည်းနည်းနည်းလေးများသွားပြီဆို15ယွမ်လေးရှိတယ်အဲ့တော့ကျမတို့ကလေဈေးအကြီးဆုံးဒီပစ္စည်းသေးသေးလေးထဲမှာဈေးကြီးတဲ့15ယွမ်နဲ့ကျမတွက်ထားတယ်အဲ့ဒါဆိုရင်အဲ့ဒါ9280ခုနကတော့6ချောင်းက38000 1698ကိုခုနကာဂိုသူတို့မျိုးရင်းပို့ကနေဆိုရင်3,9968ကျပ်ပဲကြတယ်အဲ့တော့ကျမတို့ကကာဂိုရုံးကိုဘာလုပ်ရလဲဆိုတော့900ခိုင်နှုန်းပေးရတယ်နော်အဲ့ဒါကို900ခိုင်နှုန်းပေးမှ2,916ကျပ်ပဲကြတယ်အဲ့တော့ကဲထားပါတော့အဲ့ပစ္စည်းကဒီကိုရောက်လာပြီဒီထီး6ချောင်းရဲ့တန်ဖိုးစာကိုပဲကျမတို့တွက်မယ်နော်ပစ္စည်းအများကြီးကိုမတွက်ဘူးနော်ထီး6ချောင်းစာကာဂိုကတရုတ်ပြည်ကနေမြန်မာနိုင်ငံအရောက်ရန်ကုန်အရောက်ဆိုရင်ကျိန်းသေးတယ်3000ဝင်းကျင်မှာပဲရှိတယ်3000ထက်တောင်မကျော်စီရဘူးထီး6ချောင်းဆိုအာမခံတယ်ထီး6ချောင်းစာကိုပဲကျွန်မတွက်တာနော်အဲ့တော့2,3516ပဲရှိတယ်အဲ့တော့ထီး6ချောင်းကမြန်မာနိုင်ငံကိုရောက်အပြီးတရုတ်ပြည်ကနေမြန်မာနိုင်ငံကိုရောက်ပြီးသူ့ရဲ့ထီးတန်ဖိုးက3,8000ကျော်လေးပဲရှိတယ်နော်အဲ့ဒါကိုကျွန်မပြောပြမယ်
ဒါတွေကကာကိုကတွေနော်မျိုးရင်းပို့ခါတယ်အဲ့ဒါဆိုတသိန်းတိပို့ပြီးတော့တင်ပြီးရောင်းတာလောက်ကြီးကြတော့လွန်တာပေါ့လေနော်အလွန်ဆုံးရောက်9000 6000ချောင်းကို3000လောက်ကြီးအထိအမျက်ယူရင်တော့မ